င့်တငယ်ချင်းဖုန်းကိုယူပြီးဒီ setting နဲ့ချင်းထည့်လိုက်ပါ okay ကျွန်တော် setting ထည့်သွားမယ်ပြီးကျွန်တော် about ဖုန်းဆိုတဲ့ဟာလေးတစ်ချက်ဝင်မယ်နော်သူ့ဖုန်းမှာလုပ်ရမှာနော်ပြီးကျွန်တော်ဒီမှာ detail info aspect ဆိုတဲ့ဟာလေးနေမယ်ပြီးကျွန်တော်အမှအပေါ်ဆုံးမှာနော် OS version ဆိုတဲ့ဟာလေးကိုတစ်ချက်ကျွန်တော်အမှနှိပ်ပြလိုက်ပါပေါ့နော်ကျွန်တော် you are now developer လို့ပြပြီဆိုရင်ကျွန်တော်ထွက်မယ်ထွက်ပြီးတော့ additional setting ထည့်ဝင်လိုက်မယ်ပြီးကျွန်တော်ဒီမှာ developer option ဆိုတဲ့ဟာတစ်ချက်ဝင်မယ်ပြီးကျွန်တော်ဒီမှာနော်ဘာသာတော့အောက်ဆုံးမှာဆွဲလိုက်ပြီး demo mode လေးဆိုတဲ့ဟာဖွင့်လိုက်ဒါဆိုရင်သူ့ဖုန်းက100ပဲပြနေမှာနော်ကုန်ရင်တော့ okay နောက်တစ်ခုလုပ်ပြမယ်နောက်တစ်ခု setting ကကျတော့နည်းနည်းလေးအောက်ကိုဆွဲမယ်နည်းနည်းလေးအောက်ကိုဆွဲပြလိုက်မယ်ပြီး browser ဒီမှာတွေ့ရမှာပေါ့နော်ဒီ use site ပြီးတော့လုပ်ပါဗျပြီးကျွန်တော်ဒီမှာအောက်လေးနည်းနည်းလေးဆွဲပြလိုက်မယ် okay ဒါဆိုကျွန်တော်ဒီမှာနော်ကျွန်တော်တို့ဒီမှာဒီနောက်လေးမှာနော် show surface update ဆိုတဲ့ဟာလေးတစ်ချက်ဖွင့်ပြလိုက်မယ် okay ဒါဆိုသူအပိုင်းအောင်လေးပဲဖြစ်နေတာပါနော်ဒီလိုအပိုင်းအောင်မိတ်တုံဖြစ်မှာပေါ့နော်ယူသွားလိမ့်မယ်ရှေ့ဟလူဆိုရင်အဲ့ဒါလေးဖွင့်နောက်ထပ်တစ်ခါ force RTL ဖွင့်လိုက်အကုန်လုံးပြောင်းပြန်ပြင်မယ်ပြီးကျွန်တော် animation scale ကို 10x ထားပြလိုက်ဒါဆိုဘာမှလုပ်မရတော့ဖုန်းကနေတော့မှာပြီးတော့အဲ့ဒီအပိုင်းအောင်မိတ်တုံဖြစ်နေမှာနော် brother တို့ပြန်ပြင်ချင်တယ်ဆိုရင်တော့ကျွန်တော် setting ကနေပဲတစ်ချက်ပြင်လိုက်နော်ဒီမှာဒီလိုလေး share နေတော့နော် brother တို့အကယ်လို့ like မမီဘူးဆိုရင်ဗီဒီယိုနည်းနည်းလေး slow လုပ်ပြီးတော့ကြည့်လိုက်နော်